ပွဲတစ်ပွဲရေးပါမလာပါဆိုရင်အားလေးကိုသိရှင်နေ lane control တွေနဲ့ objective control တွေကိုဘယ်လိုမျိုးအကောင်းဆုံးကင်လို့ရမလဲဆိုတာဒီဗီဒီယိုမှာပြောပြမယ်ပွဲစပြီဆိုတော့ねကျွန်တော်တို့ကနေရောပွဲစလို့မရသေးဘူးဟုတ်ပါတယ်ကျွန်တော် traffic ကိုကျွန်တော် hero sign နဲ့ဆောင်ရွက်တဲ့တယ်ပေါ့နော် traffic မှာဆိုရင် brother ကိုပြောစရာမလိုဘူးဗျာကျွန်တော်တို့ hero တွေကိုကောင်းလာလို့ရမယ့်ကောင်တွေ ban မယ်ပြီးရင် meta ဝင်တဲ့ကောင်တွေ ban မယ် buff ထားတဲ့ပြီးရင် hero တွေ ban မယ်ပြီးလို့ရှိရင်ပွဲတိုင်းပါနေပြီးတော့အာရုံနောက်နေ hero တွေ ban မယ်ဒါပဲဗျာကျွန်တော်ဒီ hero pick ban လုပ်တဲ့ခါမှာ hero တွေရဲ့ impact တွေကိုသိတာအကောင်းဆုံးပဲဗျာ buff net hero တွေကိုစစ်တဲ့ခါမှာကျွန်တော် hero တွေက adjustment တွေကိုတွားပြီးတော့တစ်ချက်စစ်ကြည့်တယ်ပေါ့နော်အကြမ်းမြတ်လောက်ပဲဘယ်ကောင်ကို back ပေးထားလဲဘယ်ကောင်နဲ့ပေးထားလဲဆိုတာစစ်ကြည့်ပေါ့ဗျာအထက်တွင်သိချင်တယ်ဆိုရင်တော့တစ်ကောင်ချင်းလေးလိုက်ပြီးတော့ဘယ်လိုမျိုးတွေ back ပေးထားလဲဘယ်လိုမျိုးတွေ nerf ပေးထားလဲကူရောင်းနေ short ပေးထားတာလားဒါမျိုးပေါ့ကျွန်တော်ပွဲတွေရောက်ပြီဆိုရင်ကျွန်တော်အများကြီးလုပ်နေကြတဲ့ချက်ရှိတယ်အဲ့ဒါဘာလဲဆိုဒီ promo တယောက်နေတဲ့ enemy hyper ဘယ် buff ကိုရင်စားနေလဲဆိုတော့ကျွန်တော်တွားပြီးတော့ information ယူရပေါ့နော်ဒီ information ကိုရင်အပြင်ကျွန်တော်တို့ site lane တွေဖြစ်တဲ့ဒီ ESP နဲ့ goal lane ကကိုယ်စီလာကမ်းမကန့်ကိုအနည်းဆုံးတွက်ဆလို့ရမယ်ဒါပေမဲ့ပုံသေးတော့ယူလို့မရဘူးပေါ့ဗျာဒီ walking crab နားမှာလည်းထားလိုက်ကြရင် Aliban battery ဖြစ်တယ်တယ်မနော် walking crab ရှင်လူတဲ့အခါမှာ enemy hyper ဘက်က routine နဲ့ပေးပြီးစားသွားတယ်ထားပါတော့အဲ့လိုမျိုးဆိုရင်ဒီကိုယ့်ဘက်က Roma ကဒီ gang game လို့ကောင်းတဲ့ hero ဖြစ်တယ်ဗျဥပမာ Kali တို့ Hilda တို့ Grok တို့ဒါမျိုး Roma တွေဆိုရင်ဒါအဲ့ information ကိုတုံးချပြီးတော့သူ့ကိုတွားပြီးတော့ဒီကောင်းကောင်းကြီးပြန်ပြီးအာရုံနောက်လို့ရတယ်ဗောနော်ကိုက routine မရှိတော့တဲ့အတွက်ကြောင့်မလို့ကိုကကို hyper နဲ့ပေါင်းပြီးတော့ပြန်သွားပြီးတော့ back keeper တွေအောင်ရလာနိုင်တယ်ဒါပေမဲ့အချိန်တွေပေါ်ကြည့်ပြီးတော့လှုပ်ရှားမှာပေါ့ကျွန်တော်တို့ကသိရမလားအဲ့မှာမဆမန်လာကူနိုင်တယ်ဗျာသူလိမ့်နဲ့နီးရဆိုရင် ESP ရတယ်လာကူနိုင်တယ်သူလိမ့်နဲ့နီးလို့ရှင်ကျွန်တော်အခုလိုပြောလို့အားလေးပိုင်းမှာဒီပုံစံတိုင်းမဲ့လောက်ရမယ်လို့တော့မဆိုလို့ပါဘူးပွဲချိန်တွေကပြောင်းလဲသွားနိုင်ပါတယ်ဥပမာဆိုရင်ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့သလိုပဲတပတ်အနေမျိုးက fanny ပါလာတယ်မိတ်ဆွေကကူဖရာကန်ထားတယ်ဒါမျိုးချိန်တွေမှာဆိုရင်တော့မိတ်ဆွေရဲ့ hyper နားမှာတွားပြီးတော့ခါကြတော့စောင့်ကြည့်နေပေးတင်ပါတယ် fanny လာမလာအောင်မတည်သေးတဲ့အတွက်ကြောင့်မလို့ကျွန်တော် spare ကိုမယူသေးဘူးဒါမဲ့ fanny ရဲ့ key မြင်တဲ့အခါမှာကျွန်တော်ချက်ချင်းပဲ possible ကိုကောက်ယူလိုက်ပြီးတော့ fanny ကို possible နဲ့ပိတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ cushion က key ရသွားတယ်ကျွန်တော်လည်းတေသွားရတယ်ဒါပေမဲ့ hyper net trade ရဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအရင်တန်သွားတယ်ဗျာဒီ mid lane တွေအနေနဲ့ rotation လုပ်ပြီးဆိုရင်ဒီ map information ကိုအရင်ဆုံးကြည့်တယ်နဲ့ map ပုံမှာပြောင်းပြောင်းနေဆိုတော့ကျွန်တော် view site တယ်နဲ့သူပြင် hyper တွေပြောင်းနေလားဆိုတော့ view site တယ်နဲ့ကိုကဘယ် lane ကိုတွားကူမယ်ဆိုတာကိုဆုံးဖြတ်တဲ့အခါမှာဘယ် lane ကနေနေလဲဆိုတာကိုပဲကြည့်ပေါ့နော်အဲ့လိုတွားကူတဲ့အခါမှာဒီ enemy ဘက်က hyper တွေက software တဲ့ကောင်တွေနဲ့တွေ့လို့ရှိရင်သူတို့တွေကဘယ်ဖြစ်နေတာကို lane လား ESP lane လားကိုသူတို့ map ပေါ်ကနေ show လိုက်မယ်တစ်ချက် show လိုက်ပြီးအဲ့ဘယ်ဖြစ်နေတဲ့လျောက်ဒီ mid lane ကခမရရဲ့ဒီ vision ပျောက်သွားပြီဆိုရင်သူတို့ကဒီ battle ကိုခမရလာ join နေမှာဆိုတော့သူတို့က information ရသွားပြီဗျာခမရလာ join နိုင်ကြီးထားတော့85%လောက်ရှိမယ်ကွာအဲ့ဆိုသူတို့ရဲ့အဲ့ information ကိုရသွားတဲ့အချိန်မှာသူတို့တွေကဒီခြုံနေတဲ့ကနေပြီးစောင့်ပြီးတော့ခမရကို flicker တွေ force တာပဲဖြစ်ဖြစ်တခါတည်း assassinate လုပ်ပစ်တာပဲဖြစ်ဖြစ်ထုတ်နိုင်တယ်ကိုကအဲ့လိုမျိုးကိုယ့်ရဲ့ escape spell တွေ flicker blink spell တွေ purify တွေဒါမျိုးတွေဟိုကပေးလိုက်ရပြီဆိုရင်သူတို့ရဲ့အဲ့ information တွေကိုတုံးချပြီး battle တွေမှာသူတို့ကတောင်းဆိုင်နိုင်လာချင်ရှိတယ်ပေါ့နော်ကိုရင်ဆုံးဝင်မဲ့ခြုံတဲ့ဟိုကျွန်တော်တို့ spell တစ်ဝက်လောက်ပေးပြီးတော့စစ်လိုက်မယ်အဲ့ပြီးလို့ရှိရင်အဲ့ခြုံကနေပြီးတော့စပြီးတော့မှကျွန်တော် icon နဲ့စစ်သွားမယ်ဒီခြုံထဲကိုရောက်ပြီဆိုရင်ကျွန်တော်ရဲ့ပထမဆုံးခိုင်းဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲဒီဘက်က monster ခြုံနဲ့ဒီနားလေးရဲ့ခြုံကိုကျွန်တော်တို့လမ်းပြီးတော့စစ်လို့ရတယ်အဓိကကတော့ကျွန်တော်တို့က icon ကိုအသုံးပြုပါ spell တွေပေးပြီးတော့စစ်ဖို့လည်းမနှမျောပါနဲ့ပါလီပိုင်း lane free ဆိုတာအကောင်းဆုံးပဲဗျာဒီ mid lane ရော goal lane ရော ESP ကို lane ရောနေတယ် lane ကို free စားရင်တော့တက်နိုင်ဆုံး free စားနိုင်ရင်ကောင်းတယ်ပေါ့နော်ကို hero nature ကိုဒီပေါ့ဗျာကို hero က lane free လာမယ် hero မျိုးလားဒါမျိုးကိုကျွန်တော်တို့ကကြည့်ရမယ်ပေါ့နော်အဲ့လို lane free state တွေနဲ့တွေ့လို့ရှိရင်လည်းဒီ fashion လို့ရတဲ့နှစ်နည်းရှိရပေါ့နော်အဲ့ဘာလဲဆိုတော့ပထမဆုံးတစ်နည်းကကျတော့သူတို့ lane freeze နေတာမြင်လို့ရှိရင်ကိုက lane freeze မခံနဲ့ပေါ့နော်သူတို့သွားပြီးတော့ဒီ spare တွေနဲ့တွေး short တာပဲဖြစ်ဖြစ် push ရပဲဖြစ်ဖြစ် force တခုပေးလိုက်ပေါ့နော် carry go cree ကသူတို့တာဝါတွေဝင်သွားပြီဆိုတာသူတို့ lane freeze တာမအောင်မြင်တော့ဘူးနောက်တစ်နည်းကကျတော့ကျွန်တော်တို့သူတို့ရဲ့ cree ကိုသွားပြီးတော့ဖြတ်စားတာပေါ့နော်ဒီတနည်းကကျပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ risk လည်းများတယ်ပေါ့နော်ကိုယ်နေအခုလိုမျိုး lane ဖြတ်ရှင်းမယ်ဆိုရင်ကျွန်တော်တို့တွေ cree weight တစ်ဝိတ်ကိုအများဆုံးနည်းနဲ့ရှင်းလို့ကောင်းတဲ့ hero တွေဥပမာဆိုရင် Benedetta တို့ Kali တို့ Chong တို့ဒါမျိုး hero တွေဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုး method ကိုသုံးလို့ရမယ်
ဒီလိုမျိုးဟောနေတဲ့ရှင်ထိမိဆိုရင်လည်းကျွန်တော်တို့က lane free ပြီးတော့မစားတာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရမယ်ပေါ့နော်ဒါပေမဲ့သူတို့ချင်းတွေကိုချက်ကြည့်လိုက်ဗျာသူတို့တွေကအခုလိုမျိုးလောက်တယ်ဆိုရင်တော့နောက်ထပ် free way တွေကိုထပ်ပြီးတော့မ freeze နေတော့ဒီမှာဆိုရင်ကျွန်တော်က Gonavia နဲ့ lane free ပြီးစားမယ်ဆိုပြီးလုပ်တယ်ဗျာအဲ့ဒါကိုဂူရှင်ကတွေ့သွားတဲ့အချိန်မှာသူကကျွန်တော်ရဲ့ free way တွေကိုဖျက်ရှင်းမယ်ဆိုပြီးသူကလုပ်တယ်အဲ့ဒါကြောင့်သူကခြုံနေတယ်သူကစောင့်နေကျွန်တော်လည်းအဲ့ဒါကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်ဒီ lane ကိုဆက်မ free တော့ဘဲနဲ့ချက်ရှင်းမဲ့မြန်စားပြီးတော့ဒီကောင်ကျွန်တော် lane ကိုဖျက်ရှင်းနေတာကိုကျွန်တော်သွားလိုက်တယ်အဲ့အချိန်မှာဒီကောင်ကသူ့နေတဲ့ကအားလေးမှာ breast space က flicker ပဲရှိရဗျာသူအဲ့ဒါကိုကောင်းကောင်းသိရတယ်သူဒီ lane ကိုလာဖျက်ပြီးရှင်းဖို့ကြိုးစားတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းပြန်ပြီးတီးပေးလိုက်တယ်ကျွန်တော်အနေနဲ့က flicker ရောသူ့အသက်ကိုရလိုက်တော့ကြောင့်စောင့်ရမ်းတန်သွားတယ်အဲ့တော့ကိုယ့်အနေနဲ့ဒီလိုမျိုး method 2ကိုသုံးမယ်ဆိုရင်ကျွန်တော်ပြောလို့ပဲ lane ဖျက်ရှင်းလို့ကောင်းမကောင်းအောင်အရင်ဆုံးစဉ်းစားသင့်ပါတယ်ဒါအပြင်ကျွန်တော်တို့တစ်ဖက်အနေနဲ့က hyper တွေမိတွေကလည်းလာပြီးတော့ပူနိုင်တဲ့အတွက်ကြောင့်မို့ map information ကိုလည်းအရင်ဆုံးကြည့်တင်တယ်ပေါ့နော် browser အနေနဲ့ခုလာနေတဲ့နောက်လို့ event မှာစကင်ဖောက်ချင်တာပဲဖြစ်ဖြစ် color event မှာစကင်ဖောက်ချင်တာပဲဖြစ်ဖြစ် diamond နေ utility pass တွေလိုလာပြီဆိုရင်ကျွန်တော်မှာစိတ်ဆက်ရင်ကြရတဲ့လူတူးရှိပါတယ် diamond ဈေးတွေကတော့ခုပြထားတဲ့အတိုင်းပါပဲ diamond ကိုအနည်းဆုံး17လုံးကနေစပြီးတော့မြန်မာပြည်အောင်ကျော်ချက်နဲ့ပဲရောင်းချပေးနေရဖြစ်ပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ခုပြထားတဲ့ Telegram user နဲ့ကနေတစ်ဆင့်တွားရောက်မြင်မြန်ဆိုဖတ်နိုင်ပါတယ် diamond ဖြစ်တဲ့အခါမှာလည်းအနည်းဆုံးနည်းနဲ့ဆောင်ရွက်ပေးနေရဖြစ်ပါတယ်ကျွန်တော်ရဲ့အသိမိတ်ဆွေဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဆက်ယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျခုဆိုရင်တော့ကျွန်တော် video ရဲ့အရေးကြီးဆုံးပိုင်းနဲ့နောက်ဆုံးပိုင်းကိုရောက်လာပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ပွဲတစ်ပွဲရဲ့ပထမအဆုံး2မိနစ်ဖြစ်တဲ့ first star တွေကိုဘယ်လိုမျိုးအကောင်းဆုံး strategy နဲ့ဆိုင်တယ်လဲဆိုတော့ကျွန်တော်ပြဝေပြမှာဖြစ်ပါတယ်ကျွန်တော်တို့တာတယ်မစခင်15စက္ကန့်အချိန်ရပါတယ်အဲ15စက္ကန့်အတွင်းမှာကိုယ့်အနေနဲ့ကလိုအပ်တဲ့ region တွေ mana တွေဒါတွေကိုအပြည့်ဖြည့်ထားသင့်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တာတယ်မဆိုင်ခင်မှာအကောင်းဆုံးကတော့ record ထောက်တာဖြစ်ပါတယ် record ထောက်ရင်5စက္ကန့်ကြာပါတယ်အခုလိုမျိုး record ထောက်ပြီးတော့တာတယ်ပတယ်ကိုပြန်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီတိတ်စီးရတဲ့ပွဲဆိုရင်ပို့လို့တော့အဆင်ပြေဦးမယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်ဒီ drop in ပါဒီ map တွေရဲ့အခြေအနေပေါ်ကြည့်ပြီးတော့လေ hero တွေကိုကန်လို့ရမယ်ဗျာဥပမာဆိုရင်ကျွန်တော်တို့ခြုံနေများတဲ့ပွဲဆိုရင် hero ကန်ရတာတော်တော်ကြီးအဆင်ပြေနိုင်မယ်ဘောထောက်ပြီးရတယ်ကျွန်တော်တို့အနေနဲ့ကို base ကနေပြန်လာပြီးတော့ position တွေအကောင်းဆုံးယူထားတဲ့နေပေါ့နော် position ယူတဲ့အခါမှာကိုယ့်ရဲ့ hero နဲ့ကန်ထားတဲ့ hero လိုက်ကျွန်တော်တို့ကအသင့်တော်ဆုံး position ကိုယူပေးရမှာဖြစ်ပါတယ်တချို့ချိန်တွေမှာ enemy က target spawn မဲ့ဘက်ကလည်းဟိုလာခိုင်းနေရှိကြပါတယ်အဲ့ဒါကြောင့်ကိုယ့်အနေနဲ့ဒီချက်နဲ့ကန်ရဆိုရင် hero ဆိုင်နဲ့တင်ပါတယ်ဒီနေရာမှာတာတယ်မဆိုင်ရင်အဖြစ်များလက်ရှိရဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီ mid lane အနေနဲ့ level 4ရပြီးသားဖြစ်တော့လေဒီနောက်ဆုံးလာတဲ့ crew ကို temp player တွေကိုမပေးစားဖြစ်ပါတယ်ဒီ temp player တွေကတာတယ်ပတယ်မှာအလုပ်လုပ်ပေးရတယ်သူတို့အနေနဲ့ကခုလိုမျိုးအလုပ်ကောင်းလုပ်ပေးဖို့ဆိုရင် spell လုံးတော့လိုအပ်တယ်ဒီ ultimate မြရတဲ့ impact ကတော်တော်ကြီးကိုပတယ်မှာစကားပြောနိုင်တယ်ဖြစ်တဲ့ကြောင့်မလို့ကိုက ultimate ရပြီးသားဖြစ်လို့ရှိရင်ဒီ temp player ကိုပေးစားတင်ပါတယ် temp player အနေနဲ့ကလည်းကိုကဒီ crew ကိုစားလိုက်လို့ ultimate ရမရအောင်ဒီလိုစစ်စစ်တင်တယ်ပေါ့နော်အဲ့တော့မေးစရာရှိလာတာကဒီ Broma အနေနဲ့ကရောဒီ level 4ရနိုင်တဲ့အခြေအနေတစ်ခုကိုရောက်အောင်လို့အားလီမှာဘယ်လိုမျိုးကြီးဖန်ရမှာလဲအရင် season တွေတုန်းကတော့ကျွန်တော်တို့မလွယ်တော့ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီ season တွေလည်းပြောင်းလာတာကြာပြီ adjustment တွေဒီကြားထဲမှာလည်းအများကြီးလုပ်ထားတဲ့အတွက်ကြောင့်မလို့မွန်တုံးဘက်ကနေပြီးတော့ဒီ Broma တွေကို first star တဲ့မတိုင်ခင် level ရဖို့ဟိုမလွယ်အောင်လုပ်ထားတာရနိုင်သေးလားဆိုရင်တော့ရနိုင်သေးတယ်ဒါပေမဲ့အရန်ကိုဒီတည်တက်တဲ့ rotation တွေ tin form တွေရှိမှရဘယ်လိုမျိုးအောင်လုပ်လို့ရမယ်ဆိုရင် Broma အနေနဲ့က vision လိုက်ပြရမယ်ဆိုရင် ESP တက်မယ်ဒါတစ်ချက်နောက်တစ်ခုက hyper ကိုကူမယ်ဆိုရင် XP တက်မယ်နောက်ထပ်တတိယချက်ကကျွန်တော်တို့ဒီ mid wave ကို mid liner နဲ့အတူတူရှင်းလို့ရှိရင် XP တက်မယ်ဒီ၃ချက်အပြင်ဒီ ESP lane မှာလည်းတွားပြီးတော့ lane ရှင်းမယ်ဆိုရင် XP တက်နိုင်မယ်အဲ့၄ချက်လေးကိုဒါကိုက first starter မတိုင်ငယ်ပေါ့နော်ဒီကောင်းကောင်းကြီးလုံနိုင်မယ်ဆိုရင်တော့ဒါ level 4ရနိုင်ချေရှိတယ်ဒါပေမဲ့ percentage ကတော့အရန်ကိုနည်းသွားပြီလို့ကျွန်တော်ပြောလို့ရမယ်ဗျကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုနောင်ပြီးတော့တွားပြီးတော့မေးခဲ့သေးတယ်ဗျကိုစစ်တဲ့ round နေတဲ့ first starter မရခင် level 4ရတာပေါ့ဗျကျွန်တော် rotation လေးကြည့်ပါတော့ရတယ်နော်level 4အရန်လိုချင်တော့ဘာကဒီစိုးကျိုးဖြစ်သွားမလဲဆိုတော့ဒီမြောင်း control ပေါ့ခေါ်တယ်ပေါ့နော်မြောင်း control လို့ခေါ်တဲ့ vision လေးစိုးကျိုးရှိမှာပေါ့နော် level လိုချင်တော့ကိုသင်က save play ပြီးတော့ကွာလုံးဝအဲ့မလားဟိုလာကန်းတာတွေပါရင်လည်းမခံရအောင် save play ပြီးတော့စောင့်မယ်ဆိုရင်တော့ level 4ရသေးတယ်အဲ့လိုမျိုးအဲ့တော့ဒီ Broma တွေနဲ့ကဒီ level 4ရနိုင်ဖို့လွယ်တော့တဲ့အလျောက်ဒီ ESP laner တွေပေါ်မှာပို့ပြီးတော့ဒီ first starter မှာတာဝန်ကြီးလာပြီလို့ကျွန်တော်မြင်တယ်ဘာသာကိုဘယ်လိုမြင်လဲဒီတာတဲ့ပတဲ့မှာ ESP laner လာကူဖို့လိုအပ်တယ်ဆိုရင်ကိုယ့်အနေနဲ့ကခိုးလိန်နာကိုကိုလင်းကိုလာထိန်းခိုင်းပြီးတော့ကိုကဗတ်တက်သွား join ပေးတင်ပါလေတ
တာတန်ဆိုင်ရဲ့အရင်ဆုံးစဉ်းစားတင်တာကတော့ coding and traffic က enemy tin traffic နဲ့ရှင်ပြီးတော့ battle ဆိုင်လို့ရမရဘူးပဲဖြစ်ပါတယ် enemy tin နဲ့ရှင်ပြီးတော့ battle ဆိုင်တဲ့အခါမှာရှုံးနိုင်ခြေများတယ်ဆိုရင်ကိုယ့်အနေနဲ့ကဒီတာတဲ့ battle ကိုတော့မဆိုင်တော့ဘဲနဲ့ objective တစ်ခုခုကိုအစားပြင်လိုက်တာမျိုးဥပမာဆိုရင် goal line ကိုတွားပြီးတော့ကန်လိုက်တာမျိုးတာဝါယူလိုက်တာမျိုးဒါမျိုးတွေကိုကိုကအစားလုံးတင်ပါတယ်ကျွန်တော်ပြောသွားတဲ့အချက်တွေကိုပြန်ပြီးတော့နှိမ့်ချောမယ်ဆိုရင် ranking တစ်ပွဲရဲ့ traffic ကို zero site နဲ့ဆောင်ရတဲ့ကြောင်းပွဲတစ်ပွဲရဲ့2မိနစ်အတွင်း Roma အနေနဲ့ level 4ရတဲ့အချိန်တစ်ခုကိုဘယ်လိုမျိုး fan တင်ကြောင်းမင်းလင်နိုင်အနေနဲ့ရော safe ဖြစ်နဲ့ဘယ်လိုမျိုးတွေ rotate ရမယ်ဆိုတဲ့အကြောင်းလေးပါပါက lane free စားရတဲ့တွေနဲ့တွေ့ရင်ဘယ်လိုမျိုးဖြည့်ရှင်းလို့ရတယ်ဆိုတဲ့နေ့တိုင်းတွေကိုပါမျှဝေပေးသွားတာပဲဖြစ်ပါတယ်ဒီအချက်တွေကိုလူတော်များကအတီးပြီးသားဖြစ်တော့တယ်တချို့လူစုကတော့လုံးဝကိုမသိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ video လောက်ရခြင်းဖြစ်ပါတယ်မိတ်ဆွေရဒီလိုမျိုး video တွေကြိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ guide video playlist မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကို sorry ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်